Hello အားလုံးပဲမင်္ဂလာပါဒီနေ့ပြောပြမှာတော့ Digital Me ကို E1L ဖြစ်ပါတယ်ဒီကစိတ်ကနာကြည့်တော့မီထိုးလိုက်တယ်တိုးပြီးဖွင့်လိုက်ပြီဆိုရင်2000တက်လာတယ်ပြီးတော့ E1 ပြE1 တိုးလို့ချောလို့မရတော့ဖွင့်ပိတ်ရဒီလိုဖြစ်နေE1 မလာပါနော်အားမလားအဲ့ဒီဟာကိုပြင်ပြမှာဖြစ်ပါတယ်ဖြစ်တဲ့ဟာက E1 ဖြစ်တာဖြစ်ပါတယ်စံလာကျိုးဖြုတ်တယ်မနော် E1 ပြန်စံလာကျိုးမကောင်းတာလားလို့စံလာကျိုးလဲကြည့်လိုက်နော်စံလာကျိုးတစ်ခုနဲ့ချင်းကြည့်လိုက်တော့ဆန်လာကြောင့်မဟုတ်ဘူးနော်အဲ့ဒီတော့ခြေတွေကစကစ်ကိုဖြုတ်ပြီးတော့တိုင်းကြည့်လိုက်တဲ့အခါတော့ဘာတွေ့လဲဆိုဒီမှာဒီအုံးလေးတစ်လုံးထားလိုက်နော်ဒီအုံးလေးတစ်လုံးဒီ resistor လေးကဒီကနေတန်မိုးကရော့ဖြစ်ရော့နေ resistant တွေရော့သွားဒီကနေရတော့ AC ကနေဒီကနေဝင်လာတဲ့တိုင်ဟုတ်ခံပြီးတော့ဝင်လိုက်တော့ဒီမှာ DC ဖြစ်သွားတယ် DC ကဒီရှေ့ကိုမရောက်တော့ resistor တန်မိုးကျသွားတဲ့အခါကျဒီရှေ့မှာဘိုးမထွက်နိုင်တော့ဒီ resistor ရော့နေတဲ့ resistor ကိုမနော်ညားလေးမနော်ဒီမှာနှလုံးဘူးရှိတယ်ဒီမှာအုံးက 330K ကိုလဲလိုက်မယ်နော်မော်နက်ဒီကောင်5 brand ဖြစ်တဲ့အတွက်ဒီမှာမော်ဝါ330နော် 330Kတော့တချို့ plus ထိုးစမ်းကြည့်လိုက်မယ်ဒီမှာ point ညို့တစ်ချောင်းမှာဖြုတ်ထားတယ်နော်ဘာလို့လဲဆိုတော့ inverter နဲ့ပြင်မကြတော့ဆိုဒီမှာလဲထွက်တော့ဒီမှာ point ညို့ကထိုးမထားတဲ့ခါကျတော့ဒီမှာပြန်ဝင်သွားပြန်နှို့